ဒါဆိုရင်အခုကတော့ကျွန်တော်တို့စကားကြီး10ခုကိုပုံမြင် story အတူလေးတွေနဲ့ပေါ့နော်ဥပမာလို့ခေါ်တာပေါ့ဒါလေးတွေနဲ့ sharing လုပ်ပေးပါမယ်စကားကြီး10ခုဆိုပြီးတော့ရှိတယ်เนาะဆရာမင်းဦးရဲ့စာအုပ်လေးအဲ့ဒါလေးကိုခုဒီကသူတွေနဲ့အတူတူရုပ်ပြကတ်တွန်းရုပ်ပြလေးဖြစ်တဲ့အတွက်အတူတူကြည့်ကြတာပေါ့နော်အတူတူကြည့်ကြအဲ့တော့ဒီမှာနော်စကားကြီး10ခုဆိုတာကတော့ကျွန်တော်တို့ဒီမှာနော်တချို့တည်တဲ့သူတွေလည်းတည်တယ်ကြားလည်းကြားဘူးလိမ့်မယ်နော်ဖတ်လည်းဖတ်ပါနော်ဆိုတော့ရေကူးညာတင်ဆိုတာဘယ်လိုမျိုးလဲကောက်ပင်ရိပ်လီဆိုတာဘယ်လိုမျိုးလဲနော်ရေစီးဖောင်ဆန်းဆိုတာဘယ်လိုမျိုးလဲအဲ့ဒါလေးတွေပေါ့နော်ဒါမှတ်တော့တကယ်မှတ်သားစရာလေးတွေပါနော်ဒါမြမစာပေမှာနော်မြမရိုးရာမြမစာပေမှာတည်တင်တည်ထိုက်တယ်နော်ဒါရှေးကပညာရှိတွေရှေးမြမဘိုးဘွားတွေရဲ့လက်တွေ့အသုံးပြုခဲ့ကြတဲ့အရာတွေနော်ဒါလေးတွေကြောင့်ကျွန်တော်တို့ကဘယ်မှာပို့ပြီးတော့အသုံးဝင်လဲဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ how to communicate effectively ပဲစကားပြောရမှာထိရောက်ပိုင်နိုင်မှုရှိအောင်เนาะစကားပြောတဲ့နီလန်းလေးတွေကိုခေါင်းစဉ်လေးတွေပေးထားပြီးတော့เนาะသူ့ရဲ့ system เนาะအဲ့ဒါလေးကိုကျွန်တော်တို့အရေးပါတဲ့တန်ဖိုးရှိတဲ့စကားကြီး10ခုလို့ခေါ်ပါတယ်เนาะဒါလေးကိုဒီပုံဝတ္ထုလေးတွေနဲ့အဲ့တော့ပထမဦးစွာရေကူးညာတင်ပေါ့เนาะရေကူးညာတင်ပေါ့ရေကူးညာတင်ဆိုတာတဲ့မြစ်တစ်ဖက်ကနေတခြားတစ်ဖက်ကိုเนาะလိုရာစိတ်ကန်းကိုကူးလို့ရင်မြင့်ညာကနေစပြီးကူးမှလိုရာကိုရောက်တယ်နော်အဲ့လိုမျိုးနီးလေးနဲ့မိမိအလိုရှိရာရောက်အောင်အထက်ကနေကူးပြီးတော့ပြောခြင်းကိုရေကူးညာတင်လို့ဆိုတယ်တဲ့ဆိုလိုချင်တာဒီမိမိပြောချင်တဲ့စကားရဲ့လိုရင်းကိုရောက်အောင်ပေါ့အစချီလာပြီးတော့အဲ့ဒီလိုရင်းကိုဆွဲခေါ်သွားတယ်ဆိုတော့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့ပုံဝတ္ထုလေးတွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှတ်မိသွားလိမ့်မယ်ဇလန်းလေးအဲ့တော့တထေးသားတစ်ယောက်ကဂျွန်းထိုးကစားရင်းနဲ့ဥထုံးနဲ့ဝေဒနာဖြစ်သွားတယ်တဲ့နော်တခါတော့ဂျွန်းထိုးတော့မှနော်ဂျွန်းထိုးတော့မှတော့ဥထုံးပြီပေါ့ကွယ်ဘယ်လိုတောင်ကစားလဲမသိဘူးနော်အဲ့တော့ဆေးဆရာအမျိုးမျိုးကုသတော့လည်းပဲဝေဒနာမပြောက်ဘူးနော်ကုသလို့မရဘူးဆေးဆရာတယောက်ပြီးတယောက်ပြောသွားတယ်အဲ့ဒါနဲ့ပဲနော်တမားတော်ကြီးဇီဝကကိုခေါ်ပြီးတော့ကုပါနော်ကြားဘူးမှာပေါ့ဇီဝကအဲ့တော့တထေးသားကိုတဲ့အိတ်ဆေးပေးပြီးတော့9 ရက်အိတ်ဆေးပြီးတော့ဝမ်းကိုခွဲပြီးတော့ကုမှဝေဒနာပျောက်ကင်းနိုင်တယ်ဆိုတာကိုသူကဆင်ခြင်မိတယ်နော်ဘိုက်ကိုခွဲရမှာအိတ်ကလေးကခွဲရမှာအဲ့တော့9 ရက်အိတ်ဆေးပြီးတော့ခွဲမှပျောက်မယ်တဲ့ဒါပေမဲ့သူ့ကို9 ရက်လို့မပြောဘဲနဲ့ဘယ်ကနေစပြောလဲဆိုရင်အမောင်းနဲ့9 လအိတ်နိုင်ပြီလို့9 လများလာပါတယ်မအိတ်နိုင်ဘူး6 လအိတ်လို့ရမလား6 လလည်းမရဘူးဒါဆိုရင်9 လတော့အိတ်กว่า9 လလည်းမအိတ်နိုင်ပါဘူး3 လလောက်တော့လှုပ်လိုက်ပေါ့3 လလည်းမအိတ်နိုင်ပါဘူးများတယ်ပေါ့နော်အဲ့လိုဒီနဲ့သွားလိုက်တာနောက်ဆုံးကဲဒါဆိုရင်တော့9 ရက်လောက်တော့အိတ်လိုက်ကွာ9 ရက်ဆိုလို့ရှိရင်ဘာဖြစ်လဲတထေးသားလက်ခံတယ်ဘာကြောင့်လဲဆိုတော့အဲ့9 ရက်ဆိုတာကိုလက်ခံဖို့တော့9 ရက်လို့တမ်းမပြောဘဲနဲ့ကြီးမားတဲ့တရားနေစပြီးပြောလိုက်တာလေ9 လလောက်နင်အိတ်နိုင်မလားလို့စပြီးပြောလိုက်တာအဓိကသူလိုချင်တာဘယ်လောက်လိုချင်တာလဲ9 ရက်ဟာဘာမှမဟုတ်ဘူးဆိုတာသိသွားပြီးတော့အလွယ်တကူလက်ခံသွားစေဖို့အတွက်နော်အဲ့ဒီလိုမျိုးစီစဉ်ပြီးတော့ပြောခြင်းကိုတဲ့ဒါရေကူးညာတင်ပြောတယ်လို့ခေါ်တယ်တဲ့နော်မြည်ရတစ်ဖက်ကနေနောက်တစ်ဖက်ကိုသွားဖို့အတွက်အဲ့တဘောမျိုးမိမိအလိုရှိရာရောက်အောင်တဲ့အထက်ကတင်ကူးပြောခြင်းကိုရေကူးညာတင်ပြောခြင်းကိုခေါ်ပါတယ်နော်အဲ့လိုနည်းနဲ့ပဲသူ့ကို9 ရက်အိတ်စီပြီးတော့ဝမ်းအောင်ခွဲပြီးကုသတော့ပျောက်သွားတယ်ရမယ်နော်ဒီသဘောမျိုးလေးကိုပြောတာနော်အဲ့တော့တခါလေမှတချို့သောစကားတွေမှာလည်းကိုလိုရာကိုရောက်ဖို့အတွက်နော်ဘယ်ကနေခရီးစမလဲကိုဘက်ကန်းကိုရောက်ဖို့အတွက်ကိုဆိုလိုရင်းကိုဓာတ်ရိုက်ပြောတာမဟုတ်ပဲနဲ့ဆိုလိုရင်းကိုရောက်အောင်တည်ခေါ်သွားတာနော်တည်ခေါ်သွား intro ကနေတည်ခေါ်သွားတယ်လို့ပဲကြီးမားသောအရာနဲ့အသေးဘက်ကိုသွားတာဒီလိုမျိုးဖြစ်တယ်နောက်တစ်ခုလည်းကြည့်ကြည့်ရအောင်နံပါတ်1ကောက်ပင်ရိပ်လီပြောနည်းဆိုတာဘယ်လိုမျိုးလဲတဲ့နော်ကောက်ပင်တွေကိုရိပ်ပြီးတော့လီးတယ်ဆိုတော့အားလုံးတိမ်ကျုံပြီးတော့စပားရိပ်တဲ့အခါမှာလေလက်တစ်ဖက်နဲ့သိမ်းပြီးတော့ဒဇင်းနဲ့အောက်ကနေပါတော့ကလည်းဖြတ်ပြီးတော့ရိပ်တယ်လို့မျိုးပဲတဲ့တစ်ဖက်သူပြောသမျှစကားတွေအကုန်လုံးတိမ်ကျုံဖမ်းယူပြီးတော့အရင်ကနေဖြတ်ပြီးတော့ပိုင်အောင်ပြောတာအဲ့တော့အဲ့လိုမျိုးပြောနိုင်ဖို့အတွက်ဘာလို့လဲတဲ့လားနားထောင်ကောင်းဖို့လို့ listening skill လို့ဘာကြောင့်လဲ तू ဘာတွေပြောနေလဲ तू ဘာတွေပြောနေ तू ပြောတဲ့အချက်လက်ကဘာတွေလဲဆိုတာအရင်ဆုံးနားထောင်ရင်လည်း तू ဘာလုပ်နေရလဲဆိုတာကောက်ပင်ကိုစုစည်းနေရလို့ခေါ်တယ်နော်အဲ့တစ်ဖက်သားပြောတဲ့စကားကိုအရင်ဆုံးနားထောင်ပြီးတော့မှအရင်ကနေအပိုင်နော်ပြောတာအဲ့ဒီသဘောမျိုးဖြစ်တယ်ဒါကိုကောက်ပင်ရိပ်နည်းလို့ခေါ်တယ်အဲ့တော့ကောက်ပင်ရိပ်နည်းနဲ့ပတ်သက်တဲ့ story လေးကိုကြည့်တဲ့အခါမှာခါတော့တထေးသားတစ်ယောက်ကတဲ့နော်ဗျိုင်းတကောင်လေးနဲ့ပြစ်ပြီးတော့ဖမ်းပြီးတော့ယူလာဗျိုင်းကသေသွားတာပေါ့နော်အဲ့လိုသေလာတော့လမ်းမှာရောက်တော့နောက်မင်းသားတစ်ယောက်ကနေမြင်ပြီးလိုချင်တယ်အဲ့ဒီဗျိုင်းကိုလိုချင်တော့အဲ့ဗျိုင်းကငါဗျိုင်းပေါ့ဆိုလိုချင်တာနော်ဒီဗျိုင်းကငါဗျိုင်းနဲ့အဲ့ဒီဗျိုင်းကတဲ့တနေ့ကိုရွှေစင်တစ်ကြက်သားအန်ထုတ်ပေးနိုင်တဲ့ငါဗျိုင်းနဲ့
နော်အဲ့တော့သူများစီကနေသူများလက်ကနေအလကားလိုချင်တာပေါ့နော်ငါပြိုင်ပြောင်းနေတာတဲ့အခုမင်းဖမ်းလာတာအဲ့ဒါငါပြိုင်ငါ့ကိုပေးပေါ့အဲ့တော့ तू ကအဲ့လိုမျိုးပြောတဲ့အခါမှာမေးခွန်းပြန်မေးအဲ့လိုအန်ထုတ်ပေးလာတာဘယ်လောက်ကြာပြီလဲတဲ့ဒီပြိုင်ကနော်တစ်ရက်ကိုဘယ်လောက်တောင်အန်ထုတ်ပေးရရွှေတစ်ကြက်သားအန်ထုတ်ပေးတာနော်ဘယ်လောက်ကြာပြီလဲသူ့ကိုပြန်ပြီးတစ်နှစ်ရှိပြီတဲ့ဟာတစ်နှစ်ရှိပြီအဲ့တော့ तू ကဘာပြန်ပြောလဲဆိုတော့ငါရဲ့အိမ်ရှိမှာပုံထားတယ်တဲ့ရွှေစင်အပုံကြီးကနေဒါကြောင့်တစ်နေ့ကိုတစ်ကြက်သားပျောက်နေတာကိုတဲ့ဘာကြောင့်ပျောက်လဲဆိုတော့အခုတော့ပေါ်ပြီးတဲ့ဒီပြိုင်းကလာစားနေတာကိုတဲ့ကဲအခုတော့ဗျိုင်းကိုမိတဲ့အပြင်တခိုးဗျိုင်းကိုမိတဲ့အပြင်ဗျိုင်းပိုင်ရှင်ဖြစ်တဲ့တခိုးလက်ခံခမရကိုလည်းကျုပ်တွေ့ပြီအဲ့တော့ကျုပ်ရဲ့တစ်နှစ်အတွင်းရွှေ3ပိတ်တာနဲ့60သားခမရပေးရော်တော့ခမရမွေးထားတဲ့နော်ဗျိုင်းကတကောင်ပြီးတရက်ပြီးတရက်တစ်ကြက်သားလာစားနေတာဆိုတော့သူ့စကားနဲ့သူမခံလိုက်ရဘူးလားခံလိုက်ရတယ်နော်အဲ့တော့သူ့ခမရဗျိုင်းကလည်းမရလိုချင်တဲ့ဗျိုင်းကလည်းမရတဲ့ပြင်နေရင်ထိုင်အာဝင်ချောင်မိတာဒီခေတ်စကားနဲ့ပြောအာချောင်တာပေါ့အာဝင်ချောင်မိတော့နေရင်ထိုင်ရွှေ3ပိတ်တာနဲ့6ကြက်သားရော်လိုက်ရတယ်ကဲနော်အဲ့တော့စပားရိတ်သိမ်းကောက်နော်ဆိုတာအဲ့တပုံတစ်ဖက်သားပြောခဲ့တဲ့စကားကိုပဲပြန်သိမ်းပြီးတော့သူ့အပိုင်ပြန်ချီပြီးတော့ပြောတဲ့စကားဖြစ်ပါတယ်ရမယ်နော်ကဲဟုတ်ပြီနောက်တစ်ခုကရေစီးဖောင်ဆန်ပြောတဲ့နည်းကြတော့ဘောင်းရတဲ့အညာကိုစံတက်တဲ့အခါမှာလိုရာပစ္စည်းတွေကိုတင်ပြီးတော့ဖြည်းဖြည်းချင်းသွားတယ်နော်ဒီနေ့အပြင်ဖောင်ပေါ်ပစ္စည်းတွေတင်ပြီးတော့စံသွားတာပေါ့နော်ဖောင်စံတက်တာပေါ့အဲ့လိုပဲစကားပြောတဲ့အခါမှာလိုရာရောက်အောင်ဘာပစ္စည်းတွေတင်ပါလဲဆိုတော့ဥပမာတွေဥပမေယတွေတာတဂတွေဖြစ်ရက်တွေဒါတွေတင်ပြီးတော့မလုပ်တာလဲဖြည်းညင်းตาရာစွာနဲ့ပြောတယ်လိုရင်းကိုရောက်အောင်နော်ဆိုတော့ဒီသဘောမျိုးပေါ့နော်ဒါကြောင့်ကျွန်တော်တို့လည်းအဲ့ဒါကိုလေ့ကျင့်ထားရတယ်တာတကတွေဥပမာတွေကတစ်ဖက်သားနားတဲ့ဝင်သွားအောင်နော်ဝယုံသုံးကရိုးရိုးနဲ့ပြောရင်ဘယ်သူမှနားမလဲနားမဝင်ဘူးခေါ်တာပေါ့အဲ့တော့ဖြည်းညင်းตาရစွာနဲ့နားဝင်အောင်ပြောနိုင်ရတယ်ဘာတွေနဲ့ပြောမှလဲလိုအပ်တဲ့ဥပမာဥပမေယတွေနဲ့ပြောတာနော်အဲ့တော့ကဲဒီမှာအဲ့တော့ဒီဘယင်ပေါ့နော်ဒေါရဝတီမင်းအားတဲ့မြို့စွန်တွေကိုဝင်ရောက်ကျူးကျော်လာတဲ့အခါမှာတဲ့ဘယင်ကရာဇသံပေးတယ်ပေါ့နော်တားမြစ်တယ်ပေါ့ကျူးကျော်ပြီးဝင်ရောက်လာတော့တားတယ်ပေါ့အဆွေတော်တဲ့နော်ဒီငါရဲ့နော်နိုင်ငံကိုလာပြီးထိပါတာမသိတော့ဘူးတဲ့အဲ့အချိန်မှာဒီဘက်မင်းကလည်းခုနဝင်လာတဲ့မင်းကလည်းသူ့အဆွေတော်လို့ခေါ်တာမကြိုက်ဘူးနော်သူ့အဆွေတော်လို့ခေါ်လာနော်ဒါလေးကတော့နည်းနည်းလေးတော့ရှိဆိုလိုချင်တာဒီအဆွေတော်လို့မသုံးနဲ့ပေါ့အဆွေတော်လို့ခေါ်တာရိုင်းတယ်ပေါ့နော်အဲ့တော့သူကဘာပြန်ပြောလဲဆိုတော့အဆွေတော်လို့သုံးခြင်းဆိုတာတဲ့နော်ဖျားရှင်တွေကတပည့်သားတန်ဃာတွေကိုနော်ဘုရင်မင်းမြတ်တွေတိုင်အောင်ခေါ်ဝေါ်သုံးဆွဲတဲ့သုံးဆွဲနည်းထုံးစံဖြစ်ပါတယ်တဲ့နော်အဲ့တော့အဲ့လိုပဲဖျားရှင်အချင်းချင်းကိုလည်းညီတော်နောင်တော်လို့ခေါ်တယ်တန်ဃာတော်အချင်းချင်းဒီလည်းညီတော်နောင်တော်လို့ခေါ်တယ်စသဖြင့်အဆွေတော်လို့ခေါ်ခြင်းဟာမြင့်မြတ်ကြောင်းနော်အစဉ်ပြေကြောင်းကိုသူကရှင်းပြတယ်ပေါ့နောက်ဆုံးတော့နော်ဥပမာတွေတာတကတွေနဲ့ပြောပြတဲ့အခါမှာသဘောကျနှစ်သက်သွားတယ်ပေါ့နော်သဘောကျနှစ်သက်သွားတယ်အဲ့တော့သူကဘာဥပမာပေးလိုက်တာလဲဆိုတော့ဖျားတော်မှာဒီလိုမျိုးခေါ်ပါတယ်ဖျားချင်းချင်းမင်းမြတ်ချင်းချင်းတွေ့ရင်ရင်းနှီးစွာနဲ့ဖျားတော်မှာမင်းမြတ်တွေဘယင်းတွေနော်တန်ဃာတွေတွေ့တာတော်မှာအဆွေတော်လို့ခင်မင်ရင်းနှီးစွာနဲ့ခေါ်တာဖြစ်တဲ့အတွက်ဒီစကားဟာနာကျင်စရာစကားမဟုတ်ဘူးနော်ခင်မင်ရင်းနှီးတဲ့စကားဖြစ်တယ်ဆိုပြီးညှိယူလိုက်တာပေါ့ဒီသဘောမျိုးဖြစ်ပါနော်ဒီမှာပစ္စည်းတွေတင်ထားတယ်လို့အဲ့တော့ဥပမာအရခဏဖျားကတန်ဃာတော်တွေမင်းမြတ်တွေကိုလည်းဒီလိုခေါ်တယ်ဆိုတဲ့ဥပမာလေးကိုယူပြီးတော့နော်ဖြင်းချင်းตายာစွာပြောတာနော်ကြမ်းတမ်းစွာပြောတာလည်းမဟုတ်ဘူးနားဝင်အောင်ပြောတာအဲ့လိုပြောခြင်းဟုတ်တဲ့ရေစီးဖောင်ဆန်ပြောနည်းလို့ခေါ်ပါတယ်တဲ့မဟုတ်ရင်ဟိုဘက်ကရံဖြစ်တော့နော်ခြားကြတော့စစ်တွေခင်းကြတော့အဲ့ဒါလေးဖြစ်ပါနောက်တစ်ခုကအိုးတန်ဆန်ခတ်ပြောနည်းတဲ့နော်အဲ့တော့ဆန်အိုးနဲ့တန်အောင်ချက်တာပေါ့နုနဲ့ဆိုတာသုံးဆောင်ရတာနော်မတန်ဟိုအိုးကလည်းပေးပြီးတော့ဆန်တွေကများနေလဲအဆင်မပြေဘူးအဲ့တော့ဒီအားကြတော့ဇကားကိုမယုံမလွန်ပြောတာလိုရင်းရောက်အောင်မယုံမလွန်ပြောခြင်းအိုးတန်ဆန်ခတ်ပြောနည်းလို့ခေါ်တယ်အိုးတန်ဆန်ခတ်ဆိုတာမယုံမလွန်ပြောတယ်ဆိုတာနှစ်မျိုးစလုံးပါတာပေါ့နော်ရှားနှစ်ခွတော့မဟုတ်ဘူးနော်ခုနပြောသလိုဆိုတော့သူဝနတာမှာကြားဘူးလိမ့်မယ်နော်ဘယ်လိုပြောလဲသူဝနတာမှာသူဝနတာမှာပြောလဲတစ္ဆာပြုပြီးတော့လေတရားမင်းကဆင်းလာပြီးတော့လူရတောင်းဆိုတော့သူဘာပြောလဲရွှေဦးလိုချင်လားမျက်စိမြင်ချင်သလားတခုခုရွေးပါနော်သားစီဦးထမ်း
နှမျိုးစ ထမ်း လုံး လာတာမြင်စင် အဲ့တ သား ဘော ရွှေကိုထမ်းတာ ဘိုးတန်ဆန်ကတ်ပြောနေဆိုတာဒီကျွန်တော်တို့လိုရင်းကိုရအောင်လိုချင်တဲ့အရာနှမျိုးစလုံးရအောင်ပြောနိုင်တဲ့စကားစွမ်းရည်ဖြစ်တယ်အဲ့တော့တားရွှေဦးထမ်းလာတာမြင်ကျင်တယ်ဆိုတော့ရွှေဦးကလည်းပါလာအောင်မယ်မျက်စိကလည်းမြင်အောင်မယ်နော်အဲ့ဒီသဘောမျိုးဒီဟာဖြစ်ပါတယ်တရားဒါဒီ story လေးနော်မိမိအလိုရှိသောစကားကိုမယုံမလွန်ပြောခြင်းဖြစ်တယ်အဲ့လိုပဲစီပွတ်ကြည်ပွေပြောနေအဲ့တော့ CEO ရအောင်အထက်ထပ်ပို့ရတာဖြစ်တဲ့အတွက်စီပွတ်ကြည်ပွေဆိုတော့ကိုလိုချင်တဲ့အရာကိုခဏခဏပြောတာအထက်ထပ်ပြောတာထက်ထည့်ပြီးတော့ပြောတာဟုတ်ပြီနော်လိုချင်တာတစ်ခုရှိပြီဆိုလို့ရှိရင်စကားရက်တိုင်းမှာအဲ့ဒါအမြဲတမ်းတစ်ဖက်သားကြားအောင်ထပ်ထပ်ပြောတယ်အဲ့တော့ဒီမှာဆိုရင်ဘယင်ကြီးကပြောတယ်နော်ဘယင်တစ်ပါးကဇေဒီတဲမဲ့အခါမှာပိန်းတဲ့တိုင်လှုပ်ဖို့အတွက်ဘယ်တစ်သားမျိုးကိုသုံးရမလဲဆိုပြီးတော့မင်းကြီးအမတ်တွေကိုမေးတာမကြီးနှစ်ဟာမာတယ်မကြီးနှစ်ကောင်းမလားတဲ့မေးတယ်အဲ့တော့ဒီဘက်ကပညာရှိမယ်မကြီးနှစ်လည်းကောင်းပါတယ်ကျွန်းသားလည်းကောင်းပါတယ်လို့ပြောတယ်ရှားသားလည်းမာတယ်ရှားသားလည်းကောင်းပါတယ်ရှားသားလည်းကောင်းပါတယ်ကျွန်းသားလည်းကောင်းပါတယ်ဘာပဲပြောတော့ကျွန်းသားပါတယ်အဓိကဘာလို့လုပ်စေချင်တာလဲကျွန်းနဲ့လုပ်စေချင်တော့ ကျွန်း ဟိုကလည်းကောင်းပါတယ်ကျွန်းသားလည်းကောင်းပါတယ်ဗျာဟိုတစ်လည်းကောင်းပါတယ်ကျွန်းသားလည်းကောင်းပါတယ်ဗျာခဏခဏဘယင်ကဒီကျွန်းမဲကြားနေအေးနင်တို့ကျွန်းမဲလို့တော့ဆိုပြီးသွားရောနော်ဆိုလိုချင်တာဒီသူ့ကိုလှုပ်စေခြင်းတဲ့အရာအထက်အထက်ပါဖြစ်လေနော် CEO မရရအောင်ချင်းအထက်ထက်ပို့ရတယ်လို့ပဲကိုလိုချင်တဲ့အလိုရှိရာအရာကိုအထက်ထက်ထည့်ထည့်ပြီးတော့တင်ပြပြောဆိုတာနော်တင်ပြပြောဆိုတယ်မတ်တက်တစ်ခုဖြစ်တယ်နော်ဒါတွေကမတ်တက်တွေပဲစကားပြောနည်းပညာတွေပဲဖြစ်တယ်ဟုတ်ပြီလာပြီးခုနပြောတဲ့စင်ဝိရန်ရှောင်းနော်စင်ဝိရန်ရှောင်းစင်ဝိနော်စင်ဝိရဲ့ရန်ရှောင်းဖို့လိုရတယ်ဆိုလိုချင်တာဒီတိန်းရှောင်းအောင်မယ်ကိုကနော်ကိုဒုက္ခရောက်စေမယ့်စကားတွေရှိတခါဒီမှာလေအင်တာဗျူးတွေမှာမေးတယ်ဖြေလိုက်ရင်လည်းသိအောင်မယ်နော်မဖြေရင်လည်းထင်သွားအောင်မယ်ကဲဘယ်လိုလုပ်မလဲရှောက်ပြောရတော့မယ်နော်အဲ့တော့စကားကိုလွှဲပြီးတော့ပြောအောင်နော်မိမိကိုဘေးရောက်စေမယ့်စကားတွေတတိထားအဲ့တော့ဒီမှာအင်ရှိမင်းကနော်သူចောင်းစောက်တဲ့အခါမှာចောင်းတိုင်ကိုနော်ရွှေချတဲ့အခါမှာတိုင်ုံတတိုင်လုံးကိုရွှေချအဲ့တော့တတိုင်လုံးရွှေမချရဘူးတတိုင်လုံးရွှေချတယ်ဆိုတော့ဘယင်တွေပဲလောက်တာနော်အင်ရှိမင်းနေအနေနဲ့တိုင်ရဲ့တဝက်လောက်ပဲရွှေချရတယ်ဒါပေမဲ့အဲ့ဒါကိုနော်ဟိုဒီမြို့ဝန်ကနေပြီးတော့တိုင်အောက်ခြေကရွှေတွေကိုပြန်ဖြတ်ပြတ်တယ်ပြန်ဖြတ်ပြတ်တော့ဘသူကစိတ်ဆိုးပြီလဲသူလက်နဲ့ရေးတာခြေနဲ့ပြက်ရလားဆိုပြီးတော့အင်ရှိမင်းကစိတ်ဆိုးပြီပေါ့နော်အမျက်ဒေါသတွေထွက်ပြီးတော့အဲ့မြို့ဝန်ကွက်မြက်မယ်နော်တပ်ပစ်မယ်ပေါ့ဆိုပြီးတော့အဲ့တော့ငါရဲ့ကောင်းမှုမင်းဘာကြောင့်ဖြတ်တာလဲငါတတိုင်လုံးရွှေတုတ်ထားတာမင်းဘာလို့တဝက်ကိုဖြတ်ရတာလဲအမှန်ဆိုဒီဟာဒီဘယင်တွေပဲလောက်ရတဲ့အလုပ်ဖြစ်တယ်နော်ဒါပေမဲ့အဲ့လိုသွားပြောလို့ရင်လည်းမရဘူးအဲ့တော့ရှောင်ရတော့မယ်အန်တေရရှိနေပြီနော်တေဘေးနဲ့ကြုံနေတယ်အဲ့တော့ရှောက်တယ်အရှောက်ကောင်းရင်ထောင်းတက်တာဆိုတာဇာပဲနော်အဲ့အိမ်ရှိမင်းကနောက်တစ်ခါမှမင်းဖြစ်လိမ့်မယ်တဲ့နော်အဲ့တော့မင်းမဖြစ်မီမတိုင်ခင်မှာဒီတိုင်ကြီးကိုရွှေအပြစ်ခါတာရင်တဲ့နော်ဘယင်ဖြစ်တဲ့အခါမှာတဲ့ဘယင်ဖြစ်ပြီးမှစောက်တဲ့အကြောင်းနဲ့ဘာမှမထူဘူးတဲ့တူတူပဲဖြစ်နေမှာပေါ့တဲ့အဲ့တော့အခုကစရန်တက်တဲ့အနေနဲ့တဝက်ပဲချတာနော်စရန်တက်တဲ့အနေနဲ့တဝက်ပဲချတာဘယင်ဖြစ်မှအပြည့်ချအဲ့တော့ဘယင်ဖြစ်တော့မှနော်ပြုတ်လုပ်တဲ့အကြောင်းဟာနော်အင်ရှင်မင်းဖြစ်တော့အကြောင်းထက်ပိုပြီးတော့ကောင်းလာတာပေါ့နော်ခြားနာသွားတာပေါ့မဟုတ်ရင်အတူတူပဲဖြစ်နေလိမ့်မယ်ဆိုပြီးတော့အကြံဉာဏ်ပေးတော့အေးဟုတ်တာပဲနော်အဲ့ဒါနဲ့ပဲဘာဖြစ်လဲကျေနပ်သွားအမျက်ပြေသွားတယ်နော်တင်ဒီငါအကျိုးဆောင်ပါသည်ဆိုပြီးဒီလိုမျိုးဖြစ်တယ်ဆိုတော့တခါဒီမှာလဲနော်ဂယုဆိုင်ရာတတိထားဒီလိုမျိုးနီးမျိုးကိုတဲ့စင်ဝိရန်ရှောင်းမိမိရဲ့ဒုက္ခကိုမဖြစ်စေအောင်ရှောင်လွှဲပြောဆိုတတ်တဲ့စကားနော်ဟုတ်ပြီနောက်၃ချက်ပဲကျန်တော့တယ်တောင်သူရာခုတ်နော်တောင်သူတွေကယာတွေကိုခုတ်တဲ့အခါမှာအပင်ကြီးတွေကိုနောက်မှခုတ်အသေးလေးတွေအရင်ဆုံးခုတ်ခြုံပင်တွေနော်တစ်ပင်ငယ်တွေအရင်ဆုံးအသေးတွေအကုန်ရှင်းပစ်တယ်မြက်တွေရှင်းပြီးတော့မှဖြစ်လဲတစ်ပင်ကြီးတွေကိုခုတ်လဲအဲ့လိုပဲစကားပြောတဲ့အခါမှာစကားငယ်တွေကိုအရင်ဆုံးပြောပြီးတော့မှစကားအကြီးကိုနောက်ဆုံးမှပြောပြီးအနိုင်ယူတယ်ဟုတ်ပြီနော်ဒီနည်းဟာတောင်သူရာခုတ်ပြောနည်းဖြစ်တယ်နော်နောက်မှစကားကြီးများကိုဖိပြော၍အနိုင်ယူခြင်းမပြောနိုင်တာမဟုတ်ပြောနိုင်တယ်သို့တော်လည်းဆဆကလေးကတခါတည်းကိုစကကြီးပေါ့နော်စကားစကကြီးစကကျဲစကလုံးအကြီးတွေနဲ့အနိုင်နဲ့ပိုင်းပြီးပြောတာမဟုတ်ပဲနဲ့ဆဆချင်းမှာစကားငယ်လေးတွေနဲ့ပဲခင်းပြီးတော့ပြောတယ်လို့ဟုတ်ပြီနော်အဲ့တော့ဒီမှာဘယင်ကမေးတယ်ဒါကတော့ကြားဘူးမှာပေါ့မောဒတာတဲမှာပါတဲ့အရာတွေနော်ဆိုတော့ဝိတေဟရမင်းကဒီအမတ်ကြီး၄ပါးနဲ့မောဒတာကိုမေးတယ်ဥစ္စာရှိတဲ့သူနဲ့ပညာရှိသူဘယ်သူမြတ်တယ်လဲအဲ့တော့ဒီကသူတွေကဘယ်လိုဖြစ်မလဲတဲမင်းကြီးများလိုင်းရန်ဆက်ဆက်နန်းတော်ကြီးကမူးမတ်တွေနော်
တေနာပတိတွေပြောပါအောင်ဥစ္စာရှိသူနဲ့ပညာရှိသူဘယ်သူမြတ်တယ်လဲအဲ့ဒါနဲ့တိမ့်မတ်ကနေပြီးဥစ္စာရှိတဲ့သူမြတ်ပါတယ်အဲ့တော့မောဒရာလက်မခံပညာရှိသူသာမြတ်ပါတယ်တဲ့မောဒရာပြောတယ်အဲ့တော့ကဲအဲ့တော့ဘယင်ကနေပြီးတော့မိမိစကားမှန်ကြောင်းသင်တို့ဒုက္ခမိန်နှစ်ဦးတလှည့်စီတက်သေးပြကဲတက်သေးပြတော့နော်တယောက်ကလည်းဥစ္စာရှိတာမှန်ကြောင်းတက်သေးပြဥစ္စာရှိတာမြတ်ကြောင်းပြပညာရှိတာမြတ်ကြောင်းပြတော့တက်သေးပြတော့အဲ့ဒါတိမ့်မတ်ကပြောတယ်ဥစ္စာရှိသူတွေကတဲ့နော်ပညာရှိဥစ္စာရှိသူတွေကိုတဲ့ပညာရှိတဲ့လူအပေါင်းအတော်ခစားရပါတယ်တဲ့နော်အဲ့မှာသူတို့ဂောဝိန္ဒတထေဆိုတာရှိတယ်ဂောဝိန္ဒတထေရဲ့တရေတွေပေါ့နော်ကတွင်းမအရေးများဆိုတော့ဒါတရေကြဟောတထေရလည်းတရေကြအဲ့တရေတွေယူကြနေပြီမဲ့လေတဲ့နော်ချမ်းသာကြွယ်ဝလွန်အားကြီးတော့တဲ့နော်နတ်သမီးတမလှတဲ့မိမ့်မပြူမိမ့်မငယ်လေးတွေကကြာညိုပန်းလေးတွေနဲ့အလှည့်ကျတုတ်ပေးရတယ်နော်အန်ကယ်ကြီးတရေလေးတွေကြားနေတယ်ဟုတ်လားနော်ဟုတ်လားအဲ့လိုမျိုးတုတ်ပေးရတော့ဟိုကလည်းတထေးကြီးဆိုတော့နော်မီလနာကြီးဆိုတော့အဲ့တော့မောဒရာပြောအဲ့လိုမျိုးသူကရှောက်တယ်နော်မောဒရာလည်းပြောဥစ္စာရှိပြီမဲ့တဲ့ကဲမမာမကျန်းဖြစ်တဲ့အခါကြတော့တဲ့ဘယ်လိုလုပ်မလဲတဲ့စေးဆရာဆိုတဲ့ပညာရှိတံပဲချင်းကပ်ရတာမဟုတ်ဘူးလားတဲ့ဒီစီးပွားဥစ္စာတွေပေးပြီးတော့ပညာရှိနော်စေးပညာစီမှာပဲလောက်ရတာပဲဥစ္စာရှိပြီးတော့ပညာမရှိတဲ့သူတွေကကုသိုလ်အကုသိုလ်ခွဲခြားမသိနိုင်ဘူးတဲ့နော်ဒါကြောင့်လဲတဲ့ဂောဝိန္ဒတတိရဲ့နော်ဟိုကတွင်းကနေယူကြနေတဲ့အဲ့တရေတွေကိုပွဲလန်းတပင်မှာမတင့်တယ်နိုင်ဘူးတဲ့အဲ့တဘောမျိုးပဲနော်ပစ္စာဥစ္စာရှိပြီးပစံရှိပြီးပညာမရှိရင်ခုနကြနေတဲ့တရေတွေလိုပဲတဲ့လူပုံလည်းမှာတင့်တယ်မှာမဟုတ်ဘူးအဲ့ဒီလိုမျိုးမောဒရာပြန်ခြေပအဲ့တော့နောက်ဆုံးကျတိမ့်မက်ကမောဒရာမလုံနိုင်အောင် तू ကလည်းခုနပြောသလိုအပိုင်ခြီးပြီးတော့ပြောလိုက်တယ်နော်ဘယ်လိုတောင်ခြီးလဲဆို तू ကလည်းပညာရှိပဲဆိုတော့ရှင်မင်းကြီးဟာတဲ့နော်ဘယင်ဟာစီးစိမ်ဥစ္စာရှင်ကြီးဖြစ်သောကြောင့်တဲ့ကျွန်တော်မျိုးတို့ပညာရှိအမတ်9ယောက်ကတော့နေ့တိုင်းခစားနေရတာမဟုတ်ဘူးလားတဲ့ဒါကြောင့်ဥစ္စာရှိသူကမြတ်တယ်ဘယင်ကဘာဖြစ်လဲဘယင်ကြီးဆိုတော့ဥစ္စာတွေရှိတယ်ပညာရှိအမတ်တွေကတော့မှခစားနေရတာမဟုတ်ဘူးလားတဲ့ဒီလိုပြောတယ်အဲ့ဒါနဲ့မောဒရာဏီကုံးချုပ်လိုက်တယ်ဘာနဲ့ဏီကုံးချုပ်လဲဆိုတော့တိမ့်မက်တင်လျှောက်တာမမှန်ဘူးတဲ့နော်လောကမှာနော်ပွင့်ကုန်နဲ့အလုံးစုံသောဉာဏ်ပညာနဲ့ပြည့်စုံတော်မူသောဘုရားရှင်တွေကဘာဥစ္စာဓမ္မမှမရှိဘူးတဲ့ဒါပေမဲ့တဲ့ခုနကနော်ထီးဆောင်တဲ့မင်းအပေါင်းကတော့အဲ့ဒီအပြင်လူတွေရောနတ်တွေရောမြမာတွေရောတတ္တဝါအပေါင်းတွေကဘုရားရှင်ကိုအတုမရှိသောဉာဏ်တော်နဲ့ပြည့်စုံသောကြောင့်စီးကပ်ကြတာကိုးကွယ်ကြတာပတ်စံရှိလို့မဟုတ်ဘူးတဲ့ပညာရှိလို့တဲ့ပြီးသွားပြီအဲ့ဒါအစုံပဲလေသူနိုင်အောင်ဘယ်လိုပြောမလဲပေါ့နော်အဲ့လိုမျိုးနီးနဲ့ဏီကုံးချုပ်လိုက်တော့မောဒရာကအနိုင်ရသွားတာပေါ့နော်တိမ့်မက်ကပြန်လဲမချေပနိုင်တော့ဒါကြောင့်ပညာရှိတာမြတ်တယ်ဆိုတဲ့အဆိုကိုဘုရင်ကသဘောကျတယ်နော်စုတွေလက်ကြီးမြတ်လိုက်အဲ့သဘောမျိုးပါပဲတဲ့နော်တောင်သူတွေကဒီမှာຢာတွေခုတ်တဲ့အခါမှာစကားငယ်တွေနော်ခုနခြုံရွယ်တွေကိုရှင်းပြီးတော့မှစကားကြီးဖြစ်တဲ့အပင်ကြီးတွေကိုခုတ်ထွင်ရှင်းလင်းတယ်လို့ပဲတောင်သူຢာခုတ်ဆိုတာအဲ့ဒီလိုမျိုးဖြစ်ပါတယ်ရမယ်နော်โอเคနောက်နှစ်ခုပဲကျန်တော့တယ်အဲ့တော့ကျက်ဆုပ်ခွတ်ပြပြောနီနော်အဲ့တော့ကျက်ဆုပ်ဆိုတော့ကျက်တွေကခွတ်ခံနေကြအနောက်ကိုဆုပ်နော်ထိုးမဲ့စင်တလန်းဆုပ်ဆိုတဲ့စကားနဲ့လည်းတူတယ်ဟုတ်တယ်ဒီသဘောမျိုးပေါ့ထိုးမဲ့စင်ကနောက်ကိုတလန်းဆုပ်တယ်ခွတ်မဲ့ကျက်ကလည်းနောက်ကိုဘာဖြစ်လဲဆုပ်တယ်ဆုပ်ပြီးတော့မှခွတ်တယ်ဒီသဘောမျိုးပေါ့နော်အဲ့တော့တခါတလေမှာစကားအရာအလျှော့ပေးလိုက်တာနော်လိုက်ရောပေးလိုက်တာသူ့ဦးစားပေးလိုက်တာဒီဘာလို့မလို့လဲခွတ်မလို့ဟုတ်တယ်လျှော့ပေးလိုက်တာတနည်းအားဖြင့်ထောင်ချောက်ဆင်လိုက်တာဒီထဲဝင်လာအောင်လုပ်လိုက်တာရှော့ပေးလိုက်တာနောက်ဆုတ်ပေးလိုက်တာဒါပေမဲ့ဘာလို့မှလဲခွတ်မလို့ဖြစ်တယ်နော်ထိုးမလို့ဖြစ်တယ်ထိုးမဲ့ဆင်တယ်အဲ့လိုပဲစကားတူပြောတဲ့အခါမှာသူ့အလိုလိုက်တန်တဲ့ရွေးလိုက်ပြီးတော့ကိုယ့်ဘက်ကိုပါလောင်လုပ်ပြီးတော့မှအနိုင်ရတယ်ဆိုတဲ့အခါကျမှဖြစ်လေအသာစီးရမှသာရအောင်ပြောဆိုခြင်းကိုဒါကျက်ဆုပ်ခွတ်ပြလို့ခေါ်တယ်တဲ့ဟုတ်ပြီနော်အဲ့တော့ဒီမှာလဲဥပမာလေးတစ်ခုပြောထားတယ်ပေးထားတယ်အဲ့တော့အင်းဝနေပြီးတော့ဒီမှာအင်းဝအမတ်ပညာရှိနေတခြားပြည်ကအမတ်တွေစကားစစ်ထိုးကြနော်ဟိုဘက်ကအမတ်နဲ့အင်းဝအမတ်နဲ့စကားစစ်ထိုးကြရှေးဥစွာတခြားပြည်ကလာတဲ့အမတ်ကပြောတယ်နော်ကျုပ်တို့ပြည်ကနတ်ပြည်လိုမျိုးပဲตายရတယ်ကြက်ပြန်မကြစီကားတယ်နိုင်ငံသားတွေကလူရမကပြည့်စုံလုံးအားကြီးတယ်တဲ့အဲ့လိုမျိုးစပြောတယ်အဲ့ဒါစပြောတော့အင်းဝအမတ်ကလည်းဟုတ်တာဗောမှန်တာဗောဟုတ်ပွေရှိပါတယ်တဲ့ခမည်းတော်နော်ဒါသူ့ကိုဘာလုပ်လိုက်တာလဲလက်ခံလိုက်တာနော်ထောက်ခံပေးလိုက်တာအလိုလိုက်ပေးလိုက်တာဟုတ်တာဗောကျုပ်တို့အင်းဝပြည်ကြီးကလည်းตายရလာတယ်12ရာသီပတ်လုံးအလူတွေပွဲတွေအမြဲပွဲလန်းသပင်တွေရှိလုံးအားကြီးလို့မျိုးနေသူတွေကတော့မကြည့်နိုင်တော့ဘူးရိုးနေလို့နော်ဘလောက်ပဲပွဲလန်းသပင်တွေရှိ
ပွဲလန်းသပင်တွေများလွန်အားကြီးလို့မြို့နေသူတွေတောင်မှလာမကြည့်နိုင်ဘူးတဲ့အဲ့ဒီခါမှာတခြားပြည်ကလာတဲ့အမတ်ကလည်းဟာအချက်ရပြီဆိုပြီးတော့အဲ့လိုမျိုးဖြစ်ပါလျက်နဲ့အခုကျုပ်တို့ရောက်လာတော့တဲ့ဒီမှာမင်းမျိုးကလူတွေကျုပ်တို့ဝိုင်းအောင်ကြည့်နေကြတာဘာကြောင့်လဲပြောတော့မကြည့်ကြဘူးဆိုတဲ့အခုတော့ကျုပ်တို့ဘာလို့လာကြည့်နေကြလဲတဲ့ခမည်းမျိုးကလူတွေကအဲ့တော့ဒီဘက်ကလည်းနောက်ဆုံးအနေနဲ့ပြောတယ်နော်ကျုပ်တို့စီမှာတဲ့ဘယင်မင်းမြတ်ကြီးစီးတဲ့စင်အိုးတဲ့နော်ရွှေကြိုးရွှေကတင်နေနဲ့နော်တူရိယာတွေနဲ့တီးမှုတ်ပြီးတော့နေ့စဉ်တစ်နေ့၃ချိန်ရေချိုးပေးတယ်ပေါ့နော်ရေချတယ်ဒါပေမဲ့ကြည့်ရတဲ့သူတရားမှမရှိဘူးတဲ့နော်ဒီလောက်ဒီစင်ကြီးမြင့်မြတ်တဲ့စင်ကြီးဘယင်ရဲ့စင်ကြီးကိုရွှေတွေရတနာတွေနဲ့တီးမှုတ်ပြီးတော့ရေချတာတော့မှမကြည့်ဘူးတဲ့ဒါပေမဲ့တဲ့တောစင်ရိုင်းတကောင်ရောက်လာရင်တော့ဝိုင်းအောင်ကြည့်ကြပါတယ်တဲ့အလားတူပဲတဲ့အဆွေတော်ကိုလည်းလူရိုင်းအမှတ်နဲ့ဝိုင်းကြည့်နေကြတာပါကန်လိုက်ရပြန်နော်အဲ့လိုသူ့ကိုကြည့်တာဘာဖြစ်လို့ကြည့်ရလဲတောစင်ရိုင်းကြီးတကောင်ရောက်လာတယ်လို့မျိုးဝိုင်းကြည့်ကြတာပါတဲ့အဲ့ဒါနဲ့ပဲနော်တခြားပြည်ကအမတ်ကခြေပမဆိုနိုင်ပြီးတော့ရှုံးသွားနော်အဆွေတော်စကားတစ်ချက်တည်းနဲ့တင်စီးမိပြီကျုပ်တော့ခံလိုက်ရပြီပေါ့ဒီသဘောမျိုးပေါ့နော်အဲ့တော့ချက်ခွတ်တယ်ဆိုတော့အဲ့လိုမျိုးဖြစ်တစ်ဖက်သားကိုခွတ်တာပေါ့နော်တစ်ဖက်သားကိုထဲ့တာပေါ့တစ်ဖက်သားကိုခံလိုက်ရအောင်ပြောတာဟုတ်ပြီနော်ကဲနောက်တစ်ခုကအဲ့ဒါရေစစ်ကြရာရေသွားတော့တွယ်နော်အဲ့ရေစစ်လိုမျိုးပဲနော်ရေစစ်ဆိုတာရဟန်းတော်တွေစီမှာရေစစ်ကြရာရှိရလေပရိခေယ၈ပါးမှာလားရေစစ်ဆိုတာပါနော်အဲ့တော့ဘာလုပ်တာလဲဆိုတော့ရေထဲကိုနှစ်ပြီးတော့ရေပြည့်ရင်အပေါက်တွေအကုန်လုံးလက်နဲ့ပိတ်ပြီးတော့ရေရအောင်ယူရေနော်ရေရအောင်ယူပြီးတော့ရေတွေကပြန်မထွက်နိုင်ဘဲနဲ့ရေရနိုင်ဒီသဘောမျိုးပေါ့အဲ့တော့ဒါဘာလဲဆိုတော့တစ်ဖက်သူရဲ့ဇကားကိုပိတ်ပြီးတော့နော်သူပြန်ပြီးတော့ဟိုမငင်းဆိုနိုင်မတုံ့ပြန်နိုင်နော်စကားကိုပိတ်ပြီးကြောင်ပိတ်ပြီးတော့ပြောတာပေါ့နော်သူစကားနဲ့သူပိတ်မိသွားတာအဲ့ဒါတေချာလေးကိုစကားကိုတေချာစီစဉ်ပြီးတော့ငါဘယ်လိုပြောရင်သူဘယ်လိုပြန်ပြောမလဲသူဘယ်လိုပြန်ပြောရင်ငါတော့ဘယ်လိုပြန်ပြောမလဲစသဖြင့်တခါလဲကြိုတင်စဉ်းစားထားဟုတ်ပြီနော်နီလန်းနေပေါ့ဒါ strategy တစ်ခုလိုပဲအဲ့ဒါဒီစကားအရာအောင်နိုင်ဖို့အတွက်ကိုစင်ကျင်ရတဲ့အရာအဲ့တော့လူအိုတယောက်နဲ့လူငယ်၄ယောက်ကယုံတိုင်းစကားပြောပြိုင်ကြမယ်ဆိုပြီးတော့နော်ကစားကြတယ်ပေါ့နော်ယုံတိုင်းစကားပြိုင်ကြတယ်အဲ့တော့မယုံဘူးလို့ပြောတဲ့သူကိုကျွန်ပြုစဒန်းတဲ့ဟောနည်းနည်းတော့လောင်းကြီးရတယ်နည်းနည်းပြင်းတယ်ယုံတိုင်းစကားပြောမယ်ယုံအောင်ပြောမယ်ယုံတယ်လို့ပြောရင်ရတယ်မယုံပါဘူးလို့ပြောရင်ကျွန်ဖြစ်ခြင်းခံရလိမ့်မယ်အဲ့ဒါနဲ့စပြီးတော့တယောက်ကစပြောတယ်ငယ်စဉ်တုန်းကအမိဝမ်းတင်းမှာပဋိသန္ဓေနေစဉ်မှာရှင်သီးစားကျင်တယ်လို့နော်တီးတဲ့အတွက်ဝမ်းကနေထွက်ပြီးတော့ရှင်သီးကိုရှာပေးခဲ့ရတယ်တဲ့နော်သူ့အမေကရှင်သီးစားကျင်လို့ရှင်ချင်းတက်တာပေါ့အဲ့ဒါသူကဗိုက်ထဲကနေမနေနိုင်တော့သူ့အမေကြီးစားဖို့အတွက်ကိုဗိုက်ထဲကခဏထွက်ပြီးတော့ရှင်သီးရှာပေးခဲ့ရတယ်အဲ့ဒါမင်းတို့ယုံသလားယုံပါတယ်မယုံလို့လည်းမရဘူးလေနော်သူလျှောက်ပြောတာတော့လျှောက်ပြောတာယုံပါတယ်ဟုတ်ပြီဒါဆိုနောက်တစ်ယောက်ကပြောတယ်ငါမကြီးသီးစားကျင်တာကြောင့်နဲ့နော်ငါရဲ့ခြေမကိုကင်ပြီးတော့မကြီးပင်မော်နော်ကင်ပြည့်၍မကြီးပင်မော်တက်တယ်တဲ့နော်မကြီးပင်တင်းပေါင်းများစွာကိုစွတ်ခူးပြီးပြန်မဆင်းနိုင်တော့တဲ့အိမ်ကလှေကားကိုပြန်ပြီးတော့ဆင်းရတယ်ပြန်ယူပြီးတော့ဆင်းရတယ်တဲ့စဉ်းစားကြည့်တစ်ပင်ဘဝကနေပြန်ပြီးမဆင်းနိုင်တော့တဲ့အိမ်ကလှေကားကိုယူပြီးတော့မှပြန်ဆင်းရတယ်ဆိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအဲ့ဒါလေယုံလားယုံပါတယ်မယုံလို့လည်းမရဘူးလေကျွန်ဖြစ်ခြင်းခံရမှာဟုတ်ကဲနောက်တစ်ယောက်လက်ငါတဲ့ငါးစားကျင်တာကြောင့်တဲ့ရေထဲမှာငုတ်ပြီးတော့ငါးဖမ်းတာဖမ်းမိတာနဲ့ကိုဘိုက်ကစားတော့ချက်ချင်းရေထဲမှာတည်းမီးဖုတ်ပြီးစားပလိုက်တယ်တဲ့အဲ့ဒါကိုမင်းတို့ယုံလားတဲ့ယုံတယ်ရေထဲမှာမီးဖုတ်စားလဲယုံတာပဲမယုံလို့လည်းမရဘူးကျွန်ဖြစ်မှာနော်ယုံတန်းစကားပြောကြတယ်နော်နောက်တစ်ယောက်ကငါပြပအိမ်မှာတဲ့အလွန်မြင့်လာတယ်တဲ့အိမ်ကြီးကနော်ဘလောက်တောင်မြင့်တယ်လဲဆိုတော့တဲ့အိမ်မှာကျွန်မအိမ်ကကျွန်မကဖွားမြင်တယ်ဖွားမြင်တဲ့ဖွားစဝမ်းအနေကျွတ်တော့အဲ့ဒီကလေးလေးကကျမ်းမြင်အောက်ကနေကျသွားတယ်ဘလောက်တောင်မြင်တယ်လဲဆိုရင်အဲ့ကလေးကျမ်းမြင်အောက်ကိုရောက်တဲ့ခါမှာသပင်ဖြူတော့မှရောက်တယ်အဖိုးကြီးဖြစ်တော့မှရောက်တယ်အိမ်ကြီးကဘလောက်မြင်လဲဆိုကျမ်းမွေးလိုက်တာကလေးကပြုတ်ကြတာအောက်ရောက်တော့အဖိုးကြီးဖြစ်နေပြီအဲ့လောက်တောင်မြင်တယ်တဲ့အိမ်ကြီးကတဲ့မင်းတို့ယုံလားတဲ့ယုံပါတယ်နော်မယုံလို့လည်းမရဘူးအဲ့တော့အဖိုးကြီးလှည့်ပေါ့ကဲအဖိုးကြီးခမနိုင်အောင်ပြောနော်အဲ့တော့ပြောတယ်အဖိုးကြီးကနော်ငါဝါပင်တပင်စိုက်တယ်တဲ့ဝါသီး၄သီးတီးတယ်တဲ့အဲ့ဒီဝါဒီ၄သီးရနေတဲ့လူငယ်၄ယောက်ပေါ်ပေါက်လာတယ်အဲ့လူငယ်၄ယောက်ကိုငါကြုံပြုတ်ထားတယ်တဲ့နော်အဲ့လူငယ်တွေကငါထံကနေထွက်ပြေးသွားငါရှာဖွေနေတာအခုမှပဲတွေ့တော့တယ်တဲ့ကဲမင်းတို့၄ယောက်ကငါကြုံမယ်မင်းတို့ယုံကြသလားတဲ့တေတော့အဲ့ဒီနော်မယုံပါဘူးဆိုရင်ကြုံဖြစ်တော့မှာယုံပါတယ်ဆိုလည်းကြုံဖြစ်မှာပဲ
အဲ့တော့ဆိုလိုချင်တာဒီပါစကားကိုပိတ်ပြီးတော့ပြောတာနော်ကဲမင်းတို့ဘာပြောမလဲနော်ဒါနှစ်ပေါက်တစ်ပေါက်ရိုက်တယ်နော်မဟုတ်ရင်လည်းခံရတော့မှာယုံပါလေဆိုလဲကျွန်ဖြစ်မယ်မယုံဆိုလဲသူ့အဝဲကျွန်ဖြစ်မယ်အဲ့ဒီနီးမျိုးပေါ့ဒါဥပမာပြောတာနော်ဒီသဘောမျိုးဖြစ်ပါတယ်နော်တစ်ဖက်သားမထွက်နိုင်တော့နော်ရေစစ်တရားရေတွေကမထွက်နိုင်တော့ပဲပိတ်မိနေတကယ်တော့အဲ့ဒီနီးနဲ့စကားတွေကိုစစ်ပြီးတော့ပိတ်မိနေအောင်လုပ်တာနော်ကဲနောက်ဆုံးပဲဖြစ်ပါတယ်ခတ်တင်မောင်းနှင်းပြောနီနော်အဲ့တော့မောင်းထောင်းတဲ့နေရာမှာတဲ့နော်မောင်းနင်းတဲ့သူကတစ်ဖက်ဆောင်နင်း၍နင်းလွန်အားကြီးရင်တဲ့မောင်းခွက်ထဲမှာရှိတဲ့စံဒီနော်မုံမြတ်စသည်တို့ကနှိုက်ထုတ်တင်ယူရန်ခတ်တဲ့ဖြင့်တဲ့မောင်းကိုမတိမ်မဆောင်နင်းရတစ်ဖက်ဆောင်နင်းလို့မရဘူး balance ပေါ့နော်အဲ့တော့ဟိုမကြဒီမကြအဲ့တော့နော်စကားကိုဟုတ်ဤလည်းမဆိုမဟုတ်ဤလည်းမဆိုတစ်ဖက်ဆောင်နင်းပြောတာမဟုတ်ဘူးမတင်မကြပြောတာမတင်မကြပြောတာနော်ဒါလေးကတော့ကြားဘူးမှာပေါ့အဲ့လူစိုးတယောက်ကနော်အမတ် movement တွေကိုဆဲရေးတယ်နော်ဆဲတော့ဖြစ်လဲဝိုင်းဖမ်းကြတာပေါ့နော်ဒီခေတ်လိုပဲဆဲရင်ဖမ်းတယ်အဲ့တော့ဖမ်းခံလိုက်ရပြီအဲ့တော့လူစိုးကြီးကအသက်ဘေးကနေလွတ်ဖို့အတွက်သူကဘာပြောကျုပ်ကတဲ့တောင်ပီလာဆရာတော်ကြီးရဲ့တူပါတဲ့တူဖြစ်တယ်ခင်ဗျားတို့မဖမ်းကြနဲ့တောင်ပီလာဆရာတော်ကကြတော့လေနော်ဒါမင်းရဲ့ဘုန်းကြီးဆရာတော်ဆိုတော့လေအဲ့တော့ movement တွေကမှန်မှန်ဆရာတော်မေးမှနော်တဲ့သွားမေးကြဆရာတော်ရဲ့တူဖြစ်နေတော့မဖမ်းသင့်မတတ်သင့်ချေဘူးလို့ပြောတယ်အဲ့ဒါနဲ့ကျောင်းတော်ဆရာတော်သွားပြီးမေးတယ်အဲ့တော့ဆရာတော်စဉ်းစားတယ်မဟုတ်ဘူးဆိုရင်ဒီလူသေတော့မယ်နော်ဟုတ်တယ်ဆိုလို့ရှိရင်လည်းငါမူသားကျူးလွန်ရရောက်တော့မယ်အဲ့တော့ဟိုမရောက်ဒီမရောက်ပြောမှဖြစ်တော့မယ်အဲ့ဒါသူကပြောတယ်ဒီသူကငါသူမဟုတ်ဘူးလို့ဘယ်သူပြောသလဲတဲ့အမှန်တော့မေးခွန်းပြန်မေးတယ်နော်ဒါဟာဆရာတော်ရဲ့တူလားတဲ့အေးငါတူမဟုတ်ဘူးလို့ဘယ်သူပြောလဲတဲ့အဲ့ဒါနဲ့သူကသူသဘောပေါက်သွားတာနော်မှန်လားပါဗျာဆိုပြီးတော့သူလွတ်ပေးလိုက်တယ်သူဒေါသနဲ့သူပဲလေဟုတ်တယ်ဘုန်းကြီးကဟုတ်တယ်လည်းမပြောမဟုတ်လည်းမပြောငါတူမဟုတ်ဘူးလို့မင်းတို့ဘယ်သူပြောလဲဘူးမှမပြောပါဘူးဖျားဆိုရင်တမျိုးပေါ့ဟုတ်တယ်မလားနော်အဲ့လိုမျိုးနီးနေပါဖြစ်လေစကားကိုဟိုမကြဒီမကြမတင်မကြလေးပြောပြီးတော့ရှောင်ထွက်တယ်ဒါကဘာလဲဆိုတော့ခုနပြောတဲ့ခတ်တင်မောင်းနှင်းပြောနေဆိုလိုချင်တာဒီနော်မတင်မကြပြောဆိုနေဖြစ်ပါတယ်ရပါမယ်နော်ဒါလေးကမြန်မာစာပေလားမြန်မာရိုးရာစကားကြီး10ခုအကြောင်းလေးကိုဒီပုံပြင်လေးတွေနဲ့မျှဝေပေးလိုက်တာဖြစ်ပါတယ်နော်ဆိုတော့ဒီ10ခုဖြစ်ပါတယ်အားလုံးကြားဘူးနေတဲ့စကားကြီး10ခုဆိုသဘောပေါက်သွားမယ်လို့ထင်ပါတယ်နော်ဒီ PDF လေးကိုလည်း sharing လုပ်ပေးပါမယ်